မော်ဒင်ဆိုးဇီရိုမြက်ကြီးရဲ့တမိုင်းကြောင်းတွေမော်ဒင်ဆိုးဆိုတာဘလို့ဒေသလဲဆိုတာတွေကိုဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲစမ်းရည်လိုအေးပြီးပန်းကလေးတွေလိုမှုကြပါစေကျွန်တော်ကတော့တန်ရုံးမဲဟက်ပဲဖြစ်ပါတယ်မော်ဒင်ဆိုးဒေသသည်ရခင်ကဘလူးကြီးများကြီးစိုးရာကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်အနောက်မြေစီမဒေသမှာဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူတဲ့တည်င်းကိုဘောဂဝရီနဂါးပြည်အထိပြန့်နှံ့စေခဲ့ပြီးဘုရားကိုဖူးမြော်ခွင့်တရားနာခွင့်ရဖို့အတွက်နန္ဒကားမျိုးနွယ်တွေနီးမျိုးစုံနဲ့ကြိုးပမ်းခဲ့ကြပါတယ်နန္ဒကားတွေဆိုရင်လူရောင်ဖန်ဆင်းပြီးဘုရားရဲ့သာသနာပေါင်းတွေကိုတော့ဝင်ဖို့ကြိုးစားခဲ့ကြပါတယ်ဘုရားဟောတဲ့တရားတွေကိုဘောဂဝရီနဂါးပြည်သို့တဆင့်ပြန်လဲပေးဖို့ကြပြီးအဲ့ဒီအထဲမှာဇေယသေနာနဂါမင်းကြီးလည်းအပါဝင်ဖြစ်ခဲ့ပါတယ်ဗုဒ္ဓမြတ်စွာဘုရား၏စံတော်ရှစ်စုကိုတဖုတ်သားနှင့်ဗလိကကုံတယ်ညီနောင်တို့ကိုချီးမြှင့်လိုက်ကြောင်းအဲ့ဒီကုံတယ်ညီနောင်တွေကပင်လေရီချောင်းခီးနဲ့မြတ်စွာဘုရားရဲ့စံတော်တွေကိုပင့်လာကြောင်းကိုဇေယသေနာနဂါမင်းကြီးကြားသိခဲ့ပါတယ်အဲ့ဒီနောက်ဇေယသေနာနဂါမင်းကြီးဟာနန္ဒကားတွေပူဇော်ရန်အလို့ငါစံတော်မြတ်ကိုတောင်းယူဖို့ဆန္ဒတွေပြင်းပြနေခဲ့ပါတော့တယ်မြတ်စွာဘုရား၏စံတော်ကိုရရင်ဇေဒီတီထားကိုရွာမည်ဟုအတိတ်ထံပြုထားပြီးစံတော်ရှင်မြတ်မော်ရင်စွန်းဇေဒီတော်မြတ်ကြီးတေရန်ပင်လေကန်းဆက်ကိုလိုက်ရှာကြည့်တဲ့အခါမှာတော့ဘလူးကြီးများကြီးစိုးရာငကရစ်တောင်ခေါ်ယခုမော်ရင်စွန်းနဲ့အသင့်တော်ဆုံးနေရာသည်မိမိတို့အပိုင်နေရာမဟုတ်တဲ့အတွက်ဤနေရာကိုဇေဒီတဆူတီထားကိုးကွယ်ရန်အတွက်ဖျားမြေဖြစ်တတ်မှတ်လှူဒန်းပေးဖို့ဘလူးတွေကိုဇေယသေနာနဂါမင်းကြီးကခွင့်ပန်ခဲ့ပါတယ်။သို့တော်လည်းဘလူးများကလုံးဝလက်မခံခဲ့ကြပဲဖျားတီဖို့ညှင်းဆန်ခဲ့ကြပါတယ်။ဒါကြောင့်ပဲဘလူးများနဲ့နဂါများစစ်ခင်းကြဖို့ဖြစ်လာခဲ့ပါတော့တယ်။ရေထဲကနဂါးတွေကိုကုန်းပေါ်ကဘလူးတွေကကြောက်ဆောင်ကြောက်သားကြောက်တုံးတွေနဲ့လှမ်းထုကြပြီးနဂါးတွေကလည်းမီလီယံမီတောင်ငကန်ငွေတွေနဲ့ပြစ်မှုတ်ကြတယ်။တချို့နဂါးတွေကဒီလိုင်းလုံးကြီးတွေနဲ့ရိုက်ခတ်ခဲ့ကြတယ်။